아무네 가족 좋던데 가족이 카 인나라 လူလောကသားမကပါလေးတဲ့ကငြိမ်းချမ်းမှုကိုရှာတွေ့တဲ့ခဏဒါမေးတာဖြစ်တာလေးပဲရတဲ့ hip hop နဲ့ဘွားကိုဘွားရင်လက်သားလက်တွေမှာတာရွေးလဲမှာတာရွေးလဲခါတဲ့လူဘွားရဲ့နောက်ဆုံးဆုံးသက်တန်းနေစာမေးပွဲများခီးတိုင်းတွေထောက်မှာပြီးတိုင်းတွေရှောက်မယ်ပြီးတိုင်းတွေအောက်ကလူငယ်တွေဒီဇိုင်းတွေရောက်ခဲ့ပေမဲ့ weekend ပြေပြောက်တဲ့ flow နဲ့ rhyme လောက်မှမသိရင်ပြန်ပြီးငါလဲ freestyle တွေရှောက်မချွဲကန်ချမရဲ့ထိုးနဲ့ချက်ကြောင်တစ်ခါခါငါလဲ lead style တွေပေါက်တယ်လက်တွေမှာတကယ်တမ်းဖြစ်ချင်တာချေခွေပါတာလို့အောင်မြင်မှုမိမ့်မပိုက်ဆက်နဲ့ငါအတွက်ရွှေငွေကားများမလို့လိမ္မာအောင်နေတဲ့ဖို့တကယ်လက်တွေမှာဖေးမေစကားများမလို့မင်းစိတ်ကိုလမ်းမဲ့နဲ့ဆုံးဖြတ်ချက်တစ်ခုခုချင်းနေထားဖို့ပဲဒီလိုနဲ့တက်ရွယ်တစ်ခုလောက်မှ rapping ပါညာပြဲ fashion ပါညာမခွဲ dressing ပါညာဖဲစပင်ကလာမဲရက်ကွက်နဲ့ပေါင်ဝင်းချင်းမှာပြင်းမထွက်နိုင်မှာမထင်ရနိုင်စရာမင်းသက်ငိုင်ကတကူတော်တကောင်နဲ့ချင်းပတ်ထိုင်ရှာလူငယ်တွေချိုးရှိစေဖို့ပြည်တစားမျိုးသမီးရေမလို့ဖြတ်တဲ့တကိုးမီးတွေကိုမာနရဲ့အညိုးကြီးတွေဖြို့တောက်လောင်တဲ့မီလီယံတွေကိုမထိုးမိစေဖို့လက်တစစ်စာမာနာကိုပါထိုးပြီးရေချို့လူတွေကတခုခုဆိုရဲ့အမှန်ကိုမားထင်မတူညီတဲ့ကံကိုသွားရှင်တပတ်ကင်းမှာပြန်ဆိုများရဲ့မိုက်ခရိုဖုန်းကအတန်ကိုနားဆင်တိုးရဲစာကွက်ဆောင်ကုန်ပြီးတယောက်ယောက်ကိုမှရံမလို့ရရင်ငငယ်ကရင်ကျေးလိမ်မှာမင်္ဂလာတုတ်တောင်ပြန်ဆိုသွားခြင်းလောကကြီးနေစရာမရှိအောင်ဒေါသကြီးနေတာတောကမီးတွေပမာမောဟကိလေသာဖြစ်ခြင်းစိတ်တက်ဆန္ဒကပို့ပြီးဇောကကြီးနေတာတစ်ဖက်ပိတ်ခေါနာကြီးတွေခမစိတ်မပြတ်တမ်းကိုလောဘကြီးနေတာချန်တိတ်တွေရေးတဲ့ rap ကဒီလိုကြီးလားဒီလိုကြီးစားလုံးစားလောက်ကားရနေတီဆိုပြီးကြွပောက်ကွဲရပြင်းတဲ့ဘုံတဲ့ဆိုးတဲ့ Hiroshima ဒီဘက်ကလူငယ်ရဲ့နေတိုင်းမပါညာဒီလိုရှိရ I don't have time to argue with the psycho lead the passion through the micro အရန်ကိုနစ်သက်တဲ့ hip hop like ကိုဖေးပေါ်ရိုက်လို့ကောင်းနေလဲတွေးတော့တွေးတယ်ဖြစ်တော့ live မဆိုနောက်တစ်ပုတ်ကတစ်တော့ရိုက်ဖို့ walking down the block checking on the dime penny from my throat casting through the rhyme ငယ်ငယ်ကလေးကဖြစ်ချင်ခဲ့တာလုံးဝ two pass အတိုင်းခေါင်းတိုင်းကို headshot ချိန်ဖြစ် I'm a fucking bullets eye လူငယ်တယောက်မြန်မာနိုင်ငံမှာခြေချရင်မလွယ်အိမ်မက်နဲ့တကွာဘွားမှာဘာလုံးနိုင်လဲဝေမျှခြင်းနဲ့ဒီခါလေးကြရင်လဲအသက်ရကြော်ထိနေသွားခြင်းနဲ့ဒီခါလေးကြတော့လဲဘယ်သူမှမသိအောင်သေသွားခြင်းနဲ့လူငယ်တယောက်မြန်မာနိုင်ငံမှာခြေချရင်မလွယ်အိမ်မက်နဲ့တကွာဘွားမှာဘာလုံးနိုင်လဲဝေမျှခြင်းနဲ့ဒီခါလေးကြရင်လဲအသက်ရကြော်ထိနေသွားခြင်းနဲ့ဒီခါလေးကြတော့လဲဘယ်သူမှမသိအောင်သေသွားခြင်းနဲ့